အားလုံးပဲမင်္ဂလာပါဆရာမလေးတွေစိတ်မဆိုးကြီးတော့စိတ်မဆိုးကြီးဆိုတဲ့သချင်းလေးကိုကျွန်တော်ရဲ့ဂီတမှုပြန်လိုက်တေးဆရာဦးရအောင်ရေးပေးတာဖြစ်ပါတယ်။ဒါစိတ်ခံစားပြီးပါဦး
chocolate ဖြစ်ပါတယ်ဆိုင်ရပြုလုပ်နေကြတယ်